တင်လက်ရှိပိုင်ဆိုင်ထားတဲ့ဘဝကတင်းရဲ့စိတ်ပေါ်မှာအခြေခံထားတဲ့ဆိုတာယုံကြည်ပါဟုတ်ပါတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ဘဝမှာအတွင်းမှာရှိတဲ့အရာတွေကပဲအပြင်ကိုထွက်လာလေရှိပါတယ်။ဥပမာကိုကစိတ်ထဲမှာကောင်းမွန်တဲ့ယုံကြည်မှုတွေရှိမယ်။ကောင်းမွန်တဲ့ attitude တွေရှိမယ်။ကောင်းမွန်တဲ့တန်ဖိုးထားမှုတွေရှိမယ်။ဒီလိုအရာတွေကကိုယ်စိတ်ထဲမှာရှိနေပြီဆိုရင်ဒီဟာကကိုယ့်ဘဝမှာလည်းကောင်းမွန်တဲ့ရလဒ်တွေကိုရရှိပါလိမ့်မယ်။တစ်ချိန်တည်းမှာပဲကျွန်တော်တို့ရဲ့စိတ်ထဲမှာမကောင်းတဲ့ယုံကြည်မှုတွေမကောင်းတဲ့တန်ဖိုးထားမှုတွေမကောင်းတဲ့စိတ်နေစိတ်ထားတွေရှိနေမယ်ဆိုရင်ကျွန်တော်တို့ဘဝကလည်းကောင်းမွန်တဲ့ဘဝကိုရရှိမှာမဟုတ်ပါဘူးဒီဟာကဘာကိုပြောချင်တာလဲဆိုရင်ကျွန်တော်တို့ဘဝတစ်ခုလုံးကိုအရင်ခန္ဓာကကျွန်တော်တို့ရဲ့စိတ်ဖြစ်တယ်ဆိုတာကိုပြောချင်တာဖြစ်ပါတယ်အဲ့တော့ဒီဗီဒီယိုလေးကလည်းတင့်အတွက်အကျိုးရှိမယ်လို့ယုံကြည်ပါတယ်အကယ်၍အကျိုးရှိတယ်ဆိုရင် comment မှာ yes လို့ရေးခဲ့ပါဦးကျွန်တော်နာမည်တော့ကိုစိန်ရွှေပါ live ခုတယောက်ဖြစ်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာကျွန်တော်တို့ပြန်လည်ဆုံတွေ့ကြပါမယ်အားလုံးပဲကောင်းသောနေ့လေးဖြစ်ပါစေ bye bye